လေးတစ်ပုဒ်နဲ့သက်သေခံချင်ပါတယ်လို့ဒီတခြင်းလေးမဆိုခင်နားလေးစကားလောက်ပြောပြစီနော်ပြောနေဆုတောင်းကြစီဆုတောင်းရအောင်ခင်ရှိဖမြတ်စွာဘုရားရှင်ချိန်နာရီအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ချိန်နာရီကိုပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခါတည်းမှာလူနည်းစုရှိတဲ့အရာကိုကိုရရှင်မတမန်ကြိုက်တော်အရာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုစိတ်နှလုံးတွေနှလုံးတော်ရည်ရှိပြီးညီသက်ချင်းရဲ့အရှင်ဒီနေရာမှာရှိတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖမြတ်စွာဘုရားရှင်ခုပြောမယ့်စကားအလုံးစုံလို့ဒီကျွန်တော်မျိုးပြောသောစကားမဟုတ်စေပဲကိုရရှင်ကိုယ်တိုင်ပြောသောစကားဖြစ်စေရန်အတွက်ကျွန်တော်ရဲ့အုံနောက်ကျွန်တော်ရဲ့ခေါင်းကျွန်တော်ရဲ့ရှာနှုတ်ကိုကောင်းချီးပေးသနာတော်မူပါခရစ်တော်ရဲ့နာမတော်ကိုမြှူး၍အလုံးယုံသေးစွာဖြင့်စက္ကန့်ပြီးဒီစကားတွေကိုပြောပါရရှင်ဗျာချင်းလေးက unending love amazing grace လို့ညရပါတယ်လို့ဒီချင်းလေးမဆိုခင်မှာကျွန်တော်တို့ဘုရားရဲ့ကြီးမြတ်တဲ့အကြောင်းကိုကျွန်တော်ပြောချင်တယ်မေရမာရီရဲ့ဝမ်းထဲမှာ pregnancy စပြီးတော့ရှိရတဲ့အချိန်မှာ Holy Spirit ကသူ့ရဲ့ခေါင်းပေါ်မှာလှပြီးဗိသိက်လာပေးတဲ့အချိန်မှာ National ဝိညာဉ်တော်ရဲ့ဗိသိက်ပေးခြင်းနဲ့အထဲမှာတည်တည်ရဲ့ဘုရားစပြီးတော့တည်တည်တဲ့အချိန်ကနေစပြီးတော့လဝါကတိုင်ပေါ်မှာအသေးခံတဲ့အချိန်ထိကျွန်တော်ကိုးကွယ်တဲ့ဘုရားခင်မှာထူးခြားတဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ခန္ဓာကိုယ်ကလူခန္ဓာကိုယ်အသွေးအတီးတီးအသားကလူခန္ဓာကိုယ်ဒါပေမဲ့အထဲမှာဒီ veins တွေထဲမှာဒီအုံနောက်ထဲမှာရှိတဲ့သွေးကြောတွေဒီခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောတွေထဲမှာစီးနေတဲ့သွေးကဘုရားရဲ့သွေးလောက်ပဲဟောဖို့ကောင်းတယ်နော်သူ့ရဲ့အသွေးကဘုရားရဲ့အသွေးအသားကလူအသားအသွေးကဘုရားရဲ့အသွေးဒီတိုင်းပေါ်မှာဖောက်ချလိုက်တဲ့ဒီအသွေးမှာသွေးနဲ့ရေနဲ့ထွက်လာတယ်ဆိုတာ characteristics of God အရာအဖို့ကောင်းတယ်အဲ့တော့မွေးကလေးကမာရိရဲ့ uterus ထဲမှာခလေးလေးစပြီးဖြစ်တဲ့အချိန်ကနေစပြီးတော့တည်တဲ့အချိန်ထိစီးနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ရဲ့သွေးတွေဟာဘုရားရဲ့အသွေးအပြစ်ဆိုတာရှာလို့တော့မရဘူးဒီအသွေးကိုလဝါကတိုင်မှာဖတ်ပြီးတော့သွင်းချလိုက်မှသာလေကျွန်တော်တို့ကအဖြစ်ကနေလွတ်မြောက်ပြီးတော့ဖြောင့်မတ်ပြီးတဲ့အခါကျတော့ဘုရားရတာဆိုတော့အရန်အောဖို့ကောင်းနေမရတလုံးသူတက်ရှင်လာတယ် carpenters လုပ်လာတယ်လက်သမားလုပ်လာတယ်ဟဟလားသူလူတွေကိုတရားဟောတယ် healing တွေသူလုပ်တယ်နှိပ်စက်ခြင်းကိုခံရတယ်ဂေသရှင်မဥယျာဉ်ထဲမှာသူဒီကလာချွေးတွေကြပြီးသူပြောနေတဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာစီးနေတဲ့အဲ့ဒီသွေးတွေဘလောက် amazing လဲစဉ်းစားကြည့်စမ်းဖခင်ရဲ့သွေးရစီးနေတာအဲ့မှာအဲ့တော့ဒီသင်းလေးကတော့ amazing grace လို့ရတယ်တကယ်ကို amazing grace ပဲအသားကတော့လူအသားခန္ဓာကိုယ်ကတော့လူရဲ့ခန္ဓာကိုယ်ဒါပေမဲ့ blood vessels တွေထဲမှာစီးနေတဲ့အသွေးကဖခင်ရဲ့အသွေး the blood of God holy blood of God ကစီးဆင်းနေတာဒီအသွေးကိုရင်းပြီးမှဒီအသွေးကိုသွန်းပြီးမှကယ်တင်ခြင်းကိုကျွန်တော်တို့ကြားကြရတာဒါကြောင့်မလို့အသက်တာမှာအမြဲတမ်း amazing grace ဆိုတဲ့စကားလုံးလေးကိုကြားတာပဲဖြစ်ဖြစ် amazing grace ဆိုတဲ့သခြင်းကိုကြားရင်ပဲဖြစ်ဖြစ်ဒီနှစ်ချက်ကလေးကိုသတိရပေးပါအဲ့ဒါဘာလဲဆိုတော့ amazing grace ဆိုတာဟာ God's love နဲ့ Jesus ရဲ့ peace ကျွန်တော်ပြန်ပြောမယ်နော် God's love နဲ့ Jesus ရဲ့ peace ဘုရားသခင်ရဲ့မေတ္တာကိုယ့်ရင်ထဲမှာမရဘူးဆိုရင်လေဘာချီနှောင်ခြင်းကြုံမှမပြဘူးပြန်ချီတယ်ကျွန်တော်တို့ရင်ထဲမှာဘုရားသခင်ရဲ့မေတ္တာအရင်ဆုံးရလာပြီးတဲ့ခါကျတော့ခရစ်တော်ရဲ့နာမနဲ့ချီနှောင်ခြင်းကြိုးတွေဖြတ်မှဒါလေတစ်ချက်နဲ့လုံးမှဒါလေတကယ်ကိုချီနှောင်ခြင်းကြိုးတွေပြတ်တာဘုရားရဲ့မေတ္တာမရဘူးဆိုရင်ဘာမှလုပ်လို့မရဘူးအဲ့ဒါ one part of the amazing grace the second part of amazing grace က Jesus ရဲ့ peace အဲ့တော့ကျွန်တော်တစ်ခါလေးအရေးအကြီးတဲ့အချက်ကလေးပြောပြစီနော်လူတွေအားလုံးကတန်ရှင်းသောဝိညာဉ်တော်ကိုခရစ်တော်ဆေးလွတ်လိုက်တယ်ဆိုတာကိုသိတယ်အရေးကြီးတယ်ကျွန်တော်တို့အားလုံးလက်ခံတယ်ဒါပေမဲ့ခဏလေးတည်တည်ချာချာနားထောင်တော့တန်ရှင်းသောဝိညာဉ်တော်ကိုခရစ်တော်မလွတ်ခင်မှာခရစ်တော်ကျွန်တော်တို့ကိုပေးတဲ့အရာတစ်ခုရှိပါတယ်ကျွန်တော်မေ့တယ်မနေ့ပြောလို့ဆိုစိတ်လည်းဝင်စားမေ့လည်းမေ့တယ်အဲ့ဒါတွေမရလို့ဒီနေ့ဒီကမ္ဘာလုံးက recession ဖြစ်တာဒီနေ့ဒီကမ္ဘာလုံးကဖောက်ပြန်မှုတွေဖြစ်တာဒီနေ့လင်မယားကြားထဲမှာ backstabbing တွေဖြစ်တယ်မိသားစုကြားထဲမှာခလောက်တွေဆန်နေတယောက်နဲ့တယောက်ကြည့်လို့မရဘူးဖြစ်တာအဲ့ဒီအရာမရလို့ဆိုတော့ကျွန်တော်တို့ပြောစရာရှိတယ်ကိုခရစ်က Holy Spirit ရဲ့အရေးကြီးတဲ့အရာတစ်ခုလာပြောနေတာလားဆိုတော့ Holy Spirit ရဲ့အရေးကြီးတာမဟုတ်ဘူးခရစ်တော်ပြောခဲ့ပြီးကျွန်တော်တို့မရတဲ့အရာကိုသိအောင်ပြောပြတာအဲ့ဒါပါလေဆိုတော့ခရစ်တော်ပြောတယ်နော်
My peace I give unto you သူဘာပေးလိုက်လဲသူရဲ့ peace ကိုပေးတာစိတ်ကိုဝင်စားအောင်တော့ကတော့အခုငြိမ်သက်ခြင်းမရဘူးဆိုရင်ဒီကောင်းကြီးကဘာဖြစ်နေလဲ restless minded ဖြစ်နေမှာ restless minded ဖြစ်ရင် sound decision တွေဘယ်လိုချလို့ရမှာလဲငါကလည်းဆုံးဖြတ်ချက်ဘာမှချလို့မရဘူးဒါကြောင့်မလို့ Holy Spirit ကိုပေးရင်ခရစ်တော်သူပေးတဲ့အရာ God သူ့ရဲ့ peace အဲ့တော့ Isaiah ထဲမှာပြောတဲ့ငါချက်ဘုရားသခင်ရဲ့နာမည်ငါခုကြည့်ကြည့်နော်ဘာဖြစ်လို့များပထမဆုံးကပြောလဲအမတော်က always timing back တကိုးကြည့်တော့ဘုရားသခင်ထာဝရဖာ last one most important one ငြိမ်သက်ခြင်းရဲ့အရှင်တလောကလုံးကခရစ်တော်ပေးရဲ့ငြိမ်သက်ခြင်းကိုစိတ်ကိုမဝင်စားတာဒါကြောင့်မို့ဒီနေ့ပြန်ပြောပြစီသူ့ရှိရာငြိမ်သက်ခြင်းကိုရအောင်ယူပါဘုရားရှင်ရှိရာခရစ်တော်ရဲ့ peace ကိုရအောင်ယူပါကိုယ်နဲ့ခရစ်တော်နဲ့ဂျားထဲမှာ peaceful မဖြစ်တဲ့အချိန်လေးရှိတယ်ကိုယ်နဲ့မိသားစုရဲ့ဂျားထဲမှာ peaceful မဖြစ်တဲ့အချိန်ရှိတဲ့အခါကျရင်မြဲတဲ့မှတ်ပါအော် तू ကပေးတယ် my peace I give unto you သူ့ရဲ့ peace ကို तू ပေးလိုက်တဲ့ဟာကိုကမရတာအဲ့ဒါကြီးကပြနေတယ်အဲ့ဒါကြီးကို forsaking လုပ်ထားတယ်အဲ့ဒီအပိုင်းကြီးကိုနော်ခုံသွားကြတယ်အကုန်လုံးအဲ့တော့ဒီနေ့မိမောင်းထိုးပြခြင်းနဲ့ amazing grace ဆိုတဲ့သချင်းကိုကြားတဲ့အခါကျရင်နှစ်ချက်ကိုမြင်ပါအဲ့ဒီ grace ဆိုတဲ့ဟာဘုရားခင် love သူချစ်လွန်းလို့ဒီအသားကြီးထဲမှာဘုရားသူ့ရဲ့စီးနေရတာဖောက်လိုက်တဲ့နေရုံကနေ pram ဆိုပန်းကြလာတဲ့အရာတွေတွင်းနဲ့ရင်နဲ့ပန်းနေဆိုတာဘုရားစာတီကိုပြတာနော်ဆိုတော့ဘုရားရဲ့မေတ္တာကိုမြင်တယ်လို့သခင်ယေရှုရဲ့ peace ကိုမြင်ပါ peace တာမရဘူး Jesus ရဲ့ peace တာမရဘူးဆိုရင် amazing grace တွေလည်းကားပါပဲခရစ်တော်ရဲ့မေတ္တာနဲ့ဘုရားခင်မေတ္တာနဲ့ခရစ်တော်ရဲ့ peace ကိုမရဘူးဆိုရင် amazing grace တကယ်မဟုတ်ပါဘူးဒီချင်းလေးကိုနားထောင်တဲ့တရားစီတိုင်းတကယ်ဘုရားခင်ကောင်းချီးကိုခံစားရပါစေလို့ဆုတောင်းပါတယ်
shall soon dissolve like snow. The sun forbear to shine, but God who called me here below will be forever mine. You are forever mine. You are forever mine. Our Father, who art in heaven, hallowed be thy name. Thy kingdom come, thy will be done on earth as it is in heaven. Give us this day our daily bread, and forgive us our sins, as we forgive those who trespass against us. And lead us not into temptation, but deliver us from evil. For thine is the kingdom, the power, and the glory, forever